တခါတလေတော့လေဗျာဒီခွေးလေးတွေကိုအခုလိုပုံစံနဲ့နေ့တိုင်းမြင်နေရတာတကယ်ကိုစိတ်မကောင်းဖြစ်မိတယ်ဗျာသူတို့တွေမှာကိုယ်ပိုင်အိမ်လည်းမရှိဘူးဗျာထမင်းဆိုလဲတစ်နေ့ကိုတစ်နက်ပဲစားရတယ်ဗျာကျွန်တော်နေတဲ့နေရာနဲ့ကျွန်တော်တို့အလုပ်ကအဝေးကြီးဗျာတစ်နေ့ကိုမနက်လာရင်တော့မှတနာရီခွဲလောက်လာရတယ်ဗျာကျွန်တော်အလုပ်ထဲမှာရှိနေတဲ့အချိန်မှသူတို့ကိုကြွေးရတာအလောကပြန်ပြီးညဘက်လည်းပြန်ကျွေးဖို့ဆိုတာကလည်းဗျာဘလို့မှမဖြစ်နိုင်ဘူးဘလို့လုပ်မလဲဗျာသူတို့ရဲ့ဝတ်ကြိုးပဲဆိုရအောင်တော့တကယ်တော့သူတို့လိုချင်တာကလည်းအများကြီးမဟုတ်ပါဘူးဗျာသူတို့လေးတွေကိုအစာလေးနည်းနည်းကျွေးပြီးဂယူးဆိုင်ပေးတာနဲ့တင်သူတို့အတွက်တော့တကယ်ကိုလုံလောက်ပါပြီဗျာကျွန်တော်ပြောချင်တာကတော့ဗျာအခုလိုလမ်းမေးခွေးတွေခင်ဗျားတို့စီကိုမတော်တဆရောက်လာခဲ့ရင်ဗျာလုံးဝမမောင်းထုတ်ပါနဲ့ဗျာတတ်နိုင်တော့ကျွေးမွေးပါလို့ဒီကနေပြောရှင်တယ်ဗျာ